အရင်ကမနက်ခင်းအိမ်ရထားပြီဆိုလို့ရှိရင်ခေါင်းထဲမှာရောက်လာတဲ့အတွေ့ရဒီနေ့လည်းဒီလှုပ်ရှိပဲလောက်အောင်မှာပါပဲလားပေါ့တကယ်လည်းမတွေးမိတာကိုယ့်ရဲ့နိုးထလာခြင်းမှတော့ကျေးဇူးတင်ကြရအများကြီးရှိနေတာပဲမင်းညကောင်းကောင်းမွန်မွန်အိတ်ခဲ့ရတယ်ဒီနေ့ကောင်းကောင်းမွန်မွန်နဲ့အသက်ရှင်ခွင့်ရတယ်အဲ့နောက်မှာကို့မှာအလုံးလုံးနိုင်တဲ့ခွန်အားရှိနေသေးတယ်အလုံးလုံးနိုင်တဲ့စွမ်းရည်ရှိနေသေးတယ်ဆိုတာကကျေးဇူးတင်ကြတစ်ခုပဲဘဝမှာပျော်ရွှင်ခြင်းစိတ်ထဲမှာအေးချမ်းခြင်းတိတိလေးတွေကစားကျေးဇူးတင်တတ်ဖို့လို့အဲ့ရနိုးလို့မျက်နှာတစ်တယ်ရေလုံးလုံးရှိနေသေးတယ်မျက်နှာတစ်နေရသေးတယ်တိုက်ပြီဆိုရင်လည်းကို့မှာတိုက်စရာတွားရရှိနေသေးတယ်ဒီသားနဲ့ကို့အစားအစာတွေအများကြီးစားနိုင်တယ်အစားရှိတဲ့ဖြစ်တော့ကို့မှာတိတိလေးတွေကစားကျေးဇူးတင်ကြရမ်းများတယ်ဒါပေမဲ့ကျမတို့တွေကိုယ်တိုင်ကအဲ့လိုကို့မှာပိုင်ဆိုင်နေတဲ့တိတိလေးတွေမြင်နိုင်မှုထက်ကို့မှာမရှိတဲ့အရာတွေကိုတွေးပြီးတော့ပဲစိတ်ထဲမှာပူပန်နေတဲ့ကြတယ်စားနေုံနဲ့ကျင်နေရမယ်လုံးဝကြိုးစားကြမလို့ပြောချင်တာမဟုတ်ဘူးနော်ကို့မှာမရှိတဲ့အရာတွေကိုတွေးပြီးပူလောင်နေရထက်စားလို့ချင်းကို့မှာရှိတဲ့အရာလေးကိုတွေးပြီးတော့ကျေးဇူးတင်တတ်ဖို့လဲလိုတယ်ဆိုတဲ့အကြောင်းလေးသိသိချင်တာပြင်မနိုင်ရင်တူတူဆိုရင်တောင်ကိုယ်စိတ်ကိုတစ်ချက်လေးပြောင်းတွေးလိုက်ရုံနဲ့ခံစားရတဲ့ဝင်တော့ဝင်ပိုးတက်တက်သွားရဲဆိုရင်ပဲနေလားလी